Okay မင်္ဂလာပါဗျကျွန်တော်တို့ UR ID Get Arranger ရဲ့ license key လေးဘယ်လိုလေးအားပေးလို့ရမလဲဆိုတာလေးတစ်ချက်ပြောပြချင်ပါတယ် Facebook မှာ UR sign ဆိုတဲ့ page လေးကိုရှာပေးလို့ရပါတယ်ရှာလိုက်ပြီဆိုရင်ဒီအောက်မှာသူ့ရဲ့information နေရာမှာပေါ့နော် link လေးတစ်ခုရှိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ UR ID Get Arranger ဆိုတဲ့ website လေးဖြစ်ပါတယ်အဲ့ဒီ website မှာကျွန်တော်တို့ကဒီနောက်ဆုံး version ကို download ဆွဲပါဆိုရင်ချက်နေလိုက်ရင်နောက်ဆုံး version ကို download ဆွဲနေမှာပေါ့နော်ကျွန်တော်ဒီမှာတော့ခုနအစောက download ဆွဲထားပြီးဖြစ်တဲ့အတွက်ဒါလေးကိုပေးလိုက်ပါမယ်ပေါ့နော်အဲ့တော့ဖြစ်တတ်တာတစ်ခုကကျွန်တော်တို့ဒီ software တွေကအခုမှ develop လုပ်ထားတာဖြစ်တဲ့အတွက် digital sign မရှိသေးဘူးပေါ့နော်အဲ့တော့ download ပြီးသွားတဲ့အခါမှာသူကဒီမှာ warning လေးတစ်ခုပေါ်လာတက်တယ်ဒါကိုတင်ထားမှသိချသလားပေါ့နော်ဖြတ်လိုက်မလားပေါ့အဲ့လိုပေါ်လာတယ်အဲ့ဆိုရင်ကျွန်တော်တို့က keep anyway လေးတော့တစ်ချက်နှိပ်ပြရမယ်ဗျ keep anyway လေးနှိပ်ပြီးသွားရင်ဆိုရင်ဒီပုံစံဖြစ်သွားမယ်ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့က open file လေးနှိပ်လိုက်မယ် yes ဒီမှာကျွန်တော်ဆက်သွယ်လို့ရမယ် Telegram Viber ဖုန်းနံပါတ်ကိုလည်းထည့်ထားပါတယ်ဗျစီမံပြရလေးရှိလို့ရှိရင်အဲဒီကနေ message လမ်းပို့ပြီးတော့မေးလို့ရပါတယ်နောက်တော့ next လေးတစ်ချက်ထပ်နှိပ်လိုက်မယ်အကုန်လုံး next ပဲနှိပ်သွားလိုက်လို့ရှိရင်ကျွန်တော်တို့ကဒီစီအောင်ရောက်သွားပြီပေါ့နော်အဲ့မှာကျွန်တော် finish လေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီ software လေးပွင့်လာမယ်လောဆယ်မှာကျွန်တော်တို့က license မရှိသေးဘူးဆိုတော့ဒီမှာဘာမှဒီမှာ license key 3ထည့်ဖို့အတွက်ပြောနေမှာပါနော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘယ်လိုလုပ်ပြရမလဲဆိုရင်နီလန်တစ်ခုရှိသွားမယ်ကျွန်တော်ကို message box ကနေပြီးတော့တိုက်ရိုက်ဆက်သွယ်လာလို့ရှိရင်ကျွန်တော်အဲ့ရနေတက်ဆင့်ချင်းလောက်သွားပြီပေါ့နော်ဒါမှမဟုတ်ဘဲနဲ့အဲ့လိုမျိုးမပြောချင်ပဲနဲ့ကိုယ့်ကို auto bot နဲ့ပဲဝယ်မယ်ဆိုရင်ဒီ website ရဲ့အောက်ဆုံးကိုဆက်သွားလိုက်ရင်ကျွန်တော်ဒီမှာဆက်သွယ်ရန်ဆိုရဲ box လေးရှိရဲအဲ့ဒီ box လေးထဲမှာ Telegram မှာဆက်သွယ်ရန်ဆိုတဲ့ဟာလေးကိုကျွန်တော်ရှင်းပြပြအောင်ပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ရင်ကျွန်တော် Telegram bot လေးပွင့်လာမယ် step နှိပ်ပြရမယ် step နှိပ်လိုက်ရင်ဒီမှာသူကlicense ဝယ်ရန်ဆိုတာလေးကိုထည့်နေရမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကတက်တန်းနဲ့စက်သိန်းငွေလေးကိုကျွန်တော်ရေးထားရပါတော့အဲ့မှာကျွန်တော်ဥမာ3လဝယ်မယ်ဆိုရင်ကျွန်တော်3 months ဆိုပြီးတော့ချက်ရေးလိုက်မယ်ရေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်က3 months ကို15000ကျပ်ကြတာဖြစ်တဲ့အတွက်KB လွှဲဖို့အတွက်ဒီမှာနံပါတ်လေးနဲ့နာမည်လေးကျွန်တော်ပြောထားပါတယ်အဲ့မှာကျွန်တော်အဲ့မှာလွှဲလိုက်ပြီးရင်ကျွန်တော်ကို screenshot လေးပို့ပြီးလိုက်လို့ရပါတယ်။ Okay ဒီလို screenshot လေးပို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ admin တွေဘက်ကနေပြီးတော့ငွေလွှဲလေးကိုတစ်ချက်ဝင်မဝင်ကြည့်လိုက်ပါမယ်ဗျ။ကြည့်လိုက်ပြီးရင်ကျွန်တော်တို့ approve လေးလုပ်ပေးလိုက်ပါမယ်။ approve လုပ်လိုက်ပြီဆိုတာနဲ့ဒီမှာလက်ခံရရှိပါတယ်ပေါ့။ software ဖွင့်ပြီး machine ID ကိုဆိုတော့ဒီမှာကျွန်တော်တို့ဖွင့်ဝင်ခြင်းမှာ your machine ID ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကကိုယ်ကွန်ပျူတာရဲ့နာမည်လေးပေါ်နေမှာပေါ့နော်ဒါလေးကိုကျွန်တော် copy ကူးပေးပြီးတော့ဒီမှာ Telegram မှာလာပြီးတော့ထည့်ပေးလိုက်လို့ရပါတယ်ထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာခဏလေးစောင့်နေဖို့ပြောပါမယ်ဒီလိုအခြေအနေမှာသူကမကြောက်ဗျစက္ကန့်ပိုင်း1စက္ကန့်2စက္ကန့်ဆိုရင် license key လေးပေါ်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ license key တစ်ခုလုံးပေါ်မှာ click တစ်ချက်နှိပ်လိုက်မယ်ဒါဆို copy လုပ်ပြီးသားဖြစ်သွားပြီပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကဒီ software မှာpaste လေးချက်လုပ်လိုက်မယ် activate လေးနှိပ်လိုက်မယ် activate နှိပ်လိုက်ပြီဆိုတော့ activation successful please restart the application ဆိုပြီးတော့ပေါ်နေမှာပေါ့နော်အဲ့လေးကျွန်တော်တို့က okay လေးနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ application လေးကပွင့်လာပြီပေါ့နော်ဆိုရင်ဒါဆိုရင်ဆက်သုံးလို့ရသွားပါပြီဗျကျွန်တော်အသုံးပြုနည်းတွေကိုဗီဒီယိုတစ်ခုတည်တက်လေးတင်ထားပေးပါတယ်အဲလေးကိုလေ့လာပြီးတော့အဆင်ပြေဘူးဆိုရင်ကျွန်တော်ရဲ့ဒီဆက်သွယ်ရန်ပေါ့နော် Facebook page စင်သူဟိုပုံဒါမှမဟုတ်လို့ရှိရင် Facebook page UR sign ဆိုပြီးတော့အဲလေးကို Facebook မှာ share Messenger နေပြီးတော့ကျွန်တော်ကိုမြင်မြန်ပေးလို့ရပါတယ်ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်